Hey guy ဒီအချင်းလေးကိုယင်းနီလားအစားပိုင်းမှာနည်းနည်းနိုင်တယ်ဟာငါကန်ကောင်းနေပြီပေါ့ဒါပေမဲ့ခဏနေတော့နိုင်ထားတာတွေပြန်ပါသွားတယ်နောက်တစ်ပွဲပဲဒီတစ်ပွဲနိုင်ရင်အရင်ပြန်ရပြီဆိုပြီးဆက်စော်တယ်နောက်ဆုံးကြတော့လက်ထဲမှာဘာမှမကြမ်းတော့ဘူးဒါဟာမိတ်ဆွေကံမကောင်းလို့မဟုတ်ပါဘူးဒါဟာဒီစနစ်ကိုရေးဆွဲထားတဲ့ algorithm ကြောင့်ပါ online game ဒီ slot တွေရှန်ကိုမီတွေဟာလူသားတယောက်နဲ့ပြိုင်နေရတာမဟုတ်ပါဘူးကွန်ပျူတာ program တစ်ခုနဲ့ပြိုင်နေရတာပါသူတို့ကအစားပိုင်းမှာမိတ်ဆွေကိုတမင်တက်နိုင်စေပါတယ်ဒါကို the hook ငါးများချိတ်လို့ခေါ်ပါတယ်ဦးနောက်ဆဲမှာဒိုပါမီနေဆင်းလာအောင်ဖြိုးလာအောင်အရင်မြူဆွေလိုက်တာပါငါးတကောင်ကငါးစာကိုကိုက်မိပြီဆိုတာနဲ့သူတို့ကပြိုင်ဆွဲတင်ပါတော့တယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးစိတ်ပညာတစ်ခုရှိတယ်အဲ့ဒါကတော့ the near miss effect တီတီလေးလွဲသွားခြင်းပါ slot ရက်လိုက်တယ်7ပြီးတော့နောက်ဆုံးက6ပြီးသွားတယ်ဟာနည်းနည်းလေးပဲလိုတော့တာနောက်တစ်ခါဆိုပေါက်ပြီးဆိုပြီးခင်ဗျာထင်းသွားတယ်တကယ်တော့အဲ့ဒါဟာလုံးဝလွဲတာနဲ့အတူတူပါတယ်ဒါပေမဲ့ game company တွေကမိတ်ဆွေကိုငါနိုင်တော့မယ်လို့ထင်ရောက်ထင်မှားဖြစ်အောင်တမင်ဖန်တီးထားတာပါဒါမှမိတ်ဆွေပိုက်ဆံထပ်ဖြစ်မှာလေကာစီနိုပဲဖြစ်ဖြစ် online app ပဲဖြစ်ဖြစ်သူတို့ကကုသိုလ်ဖြစ်အတင်းမဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းပါသူတို့မှာ RTP ဆိုတာရှိတယ်ဥပမာတီလာပွန်ထည့်ရင်ကစားသမားတွေကို90ဘောပဲပြန်ပေးမယ်10ဘောကသူတို့အမြတ်ဆိုပြီးတတ်မှတ်ထားပြီးသားပါရေတိုးမှာခင်ဗျာနိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့ရေရှည်စော့လေးခင်ဗျာဒေချားပေါက်ရှုံးလေးပါပဲဒါကတင်ချာသဘောတရားပါဖုန်းတစ်လုံးနဲ့တတိဖြစ်မယ်လို့စိတ်ကူးမိရင်ပါနဲ့အဲ့ဒီ app ကိုရေးတဲ့သူကသာတတိဖြစ်သွားမှာပါမိတ်ဆွေရဲ့တန်းကိုရှိတဲ့ငွေတွေအချင်းတွေကိုသူများအိတ်ကက်ထဲထည့်ပေးနေတာရက်လိုက်ပါအကောင်းဆုံးလောင်းကစားကတော့ကိုပြားလောင်ကြီးထပ်တာပါပဲပညာသင်ပါအလုပ်လုပ်ပါစုဆောင်ပါအဲ့လာကမှ algorithm မလို့ပဲဒေချားပေါက်နိုင်မယ်နီးလန်ပါဒီဗီဒီယိုကမိတ်ဆွေကိုအလင်းတစ်ခုပေးနိုင်ခဲ့ရင် like နဲ့ share လုပ်ပေးခဲ့ပါလောင်းကစားဆွဲလိုင်းနေတဲ့တငယ်ချင်းရှိရင်လည်းဒီဗီဒီယိုလေးပြပေးလိုက်ပါဦး The Simple Mindset Channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်